哇，他那要公共庙归你了，不是有肉皮。OK。哪里？哥哥，再讲哥哥的新的叫吗？干没？没那干没？没。 အဲကြောင့်မို့ချစ်တယ်ဆိုတဲ့စကားလေးကိုလွယ်လင်းကူမပြောပါနဲ့ဘယ်ရလို့ပြောခလေးကကိုကိုဘာလို့လို့အဲ့လိုကြားရဆိုအရင်ပြောတာလေစားတယ်ကိုကိုကပြီးမှကျွေးမှာရှောက်ရှောက်ချစ်တယ်ဆိုတော့ကိုကိုကကြားတော့နောက်တူရအငယ်ဆုံးဆိုတော့ကိုကပူချစ်ပါ ဒီညဒီတုန်နေလို့ပဲခလေးကကိုကိုအဲ့လိုပြောတရားလားလို့ကွာကိုကိုဆုံးမနေလိမ္မာမဲ့ခလေးအပြင်မှာအဲ့ကောင်အဲ့လိုပြောရင်တတိထားနော်ဘယ်လိုပြောတာကလေးကခဏနေအောက်မှာဒီမှာအတွင်းကနေစိုးတော့မယ်တော့မှာရာဂပူဒီစေဝဒဝေအသက်ဆွေချင်းမီအားလုံးပဲသိပါတယ်ကိုကိုလေးအဲ့ဒါလည်းတော့သူကဘယ်တရားလဲလို့ပြောတာကိုကိုမကြိုက်ပဲသိပါတယ်ကလေးကစတာကိုကိုမကြိုက်ပဲသိတယ်